အခုခေတ်လုပ်ငန်းတွေမှာကျောင်းတွေမှာဖိုင်မျိုးစားတွေကိုခွဲခြားသိထားဖို့လိုအပ်လာပါပြီ။ဘာဖိုင်ကဘာအတွက်သုံးတာလဲဘယ်ဟာကိုဘယ်အချိန်ဒီမှာဖွင့်ရမလဲဆိုတာရှုပ်ထွေးနေတတ်ကြပါတယ်။အခုဗီဒီယိုမှာတော့ကျွန်တော်တို့နေ့စဉ်ကြုံတွေ့နေရတဲ့ဖိုင်မျိုးစားအချို့ကိုအလွယ်ကူဆုံးနည်းလမ်းနဲ့ရှင်းပြသွားမှာပဲဖြစ်ပါတယ်။ပထမဆုံးတစ်ခုက Google Doc ဒါကိုအင်တာနက်ပေါ်က Microsoft Word လို့မှတ်လို့ရပါတယ်။စာစီစာရေးတွေစာတမ်းတွေအစီရင်ခံစာတွေရေးမယ်ဆိုရင်ဒီလိုဖိုင်မျိုးကိုသုံးပါတယ်။အဓိက online မှာရှိရင်တော့ဘယ်ကွန်ပျူတာကနေမဆိုဝင်ရေးလို့ရပြီးတော့တယောက်ထက်ပိုပြီးတစ်ချိန်တည်းမှာပဲပူပေါင်းအလုပ်လုပ်ရပါတယ်။နောက်တစ်ခုကတော့ Google Sheet ဒါကတော့အင်တာနက်ပေါ်က Excel ပါ။ဇယားတွေဆွဲမယ်ကိန်းဂဏန်းတွေတွက်ချက်မယ်အသုံးစိတ်မှတ်တမ်းတွေထားမယ်ဆိုရင်သုံးပါတယ်။သူ့မှာ formula တွေပါတော့တွက်ချက်မှုတွေကိုအလိုလျောက်ထုတ်ပေးနိုင်ပါတယ်။နောက်တစ်ခုကတော့ Google Slide သူကတော့ presentation လုပ်ဖို့အတွက်ပါ PowerPoint လိုပဲ slide show တွေလုပ်လို့ရပါတယ်။ကျောင်းစာပြဖို့ပဲဖြစ်ဖြစ်လုပ်ငန်းအစည်းအဝေးပွဲမှာပဲဖြစ်ဖြစ် template အဆင့်နဲ့သုံးပြီးတော့မြန်မြန်ဆန်ဆန်ဖန်တီးလို့ရပါတယ်။နောက်တစ်ခုကတော့ PDF ဆိုတာကတော့ပြင်လို့မရတော့တဲ့စာရွက်ချောလို့မှတ်ထားလို့ရပါတယ်။အပြောင်းလဲမရှိစေချင်တဲ့စာချုပ်စာတမ်းတွေသင်တန်းလက်မှတ်တွေ e-book တွေကို PDF နဲ့ဖြန့်ချတာများပါတယ်။ဘယ်တစ်ပိုင်းနဲ့ပဲဖြစ်ဖြစ်မူရင်း format အတိုင်းပဲမြင်ရမှာဖြစ်ပါတယ်။နောက်ထပ်အုပ်စုတစ်ခုကတော့ Adobe Design Program တွေပဲဖြစ်ပါတယ်။အဲ့ထက်ကပထမတစ်ခုကတော့ Adobe Illustrator logo design တွေ vector graphic တွေဆွဲဖို့အတွက် AI file ကိုသုံးပါတယ်။ vector ဆိုတာကတော့ချဲ့ကြည့်လိုက်ရင်နောက်မှအစင်းတွေမပေါ်ဘဲနဲ့ချောမွေ့နေတာမျိုးပါ။ logo တွေဆိုရင်ဒီ file မျိုးနဲ့ဆွဲကြတာများပါတယ်။နောက်တစ်ခုက Adobe InDesign magazine စာအုပ်တွေပေါင်းချာတွေစာမျက်နှာအချိုးသားနဲ့၄ယောက်ကြာချိန်ကြီးဖို့အတွက် InDesign ကိုသုံးပါတယ်။စာနဲ့ဓာတ်ပုံတွေကိုစနစ်တကျထည့်သွင်းပြင်ဆင်တဲ့နေရာမှာအကောင်းဆုံးပါပဲ။နောက်တစ်ခုကတော့ Adobe Photoshop ဓာတ်ပုံတွေပြင်ဆင်တဲ့နေရာမှာနာမည်အကြီးဆုံးပါပဲ။ဓာတ်ပုံအရောင်တွေညှိမယ် background အသစ်ထည့်မယ် graphic design လုပ်မယ်ဆိုရင် Photoshop ကိုသုံးကြပါတယ်။နောက်တစ်ခုကတော့ video file MP4 MOV ဗီဒီယိုဖိုင်တွေဖြစ်တဲ့ MP4 MOV တို့ကတော့ရုပ်ရှင်ကြည့်ရတာဗီဒီယိုကလစ်တွေဖွင့်ကြည့်ရတာအတွက်ပါ Facebook YouTube TikTok တွေမှာတင်လို့ရတဲ့ဗီဒီယို format တွေပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ audio file MP3 WAV MP3 WAV ဆိုတာကတော့တခြင်းဖိုင်အတန်သွင်းထားတဲ့ဖိုင်တွေပါ podcast တွေနားထောင်မယ် meeting အတန်သွင်းထားတာကိုပြန်နားထောင်မယ်ဆိုရင်ဒီဖိုင်မျိုးတွေကိုဖွင့်လို့ရပါတယ်နောက်ဆုံးအုပ်စုကတော့လူသိအများဆုံးဖြစ်တဲ့ Microsoft Office အုပ်စုပါပထမတစ်ခုက Microsoft Word Google Docs လိုပါပဲစာရေးဖို့စာတမ်းပြုစုဖို့အတွက်ပါဒါပေမဲ့သူကကွန်ပျူတာထဲမှာပဲ install လုပ်ပြီးတော့အလုပ်လုပ်ရတာဖြစ်ပါတယ်နောက်တစ်ခုက Microsoft Excel Data Analysis တွေဇယားတွေရှုပ်ထွေးတဲ့တွက်ချက်မှုတွေအတွက် Excel ကိုသုံးကြပါတယ်ဂျုံသုံး package တွေထဲမှာစွမ်းရည်ပြည့်ဝသော program တစ်ခုပါပဲနောက်တစ်ခုကတော့ Microsoft PowerPointသူကတော့ presentation slide တွေလုပ်ဖို့အတွက် PowerPoint ကိုသုံးပါတယ် animation တွေ transition effect တွေထည့်လို့ရပြီးတော့ professional ကြတဲ့ slide show တွေဖန်တီးနိုင်ပါတယ်ဒီတော့ file မျိုးစားတစ်ခုချင်းစီမှာသူ့ရဲ့ကိုယ်ပိုင်အလုပ်တွေအားသာချက်တွေရှိပါတယ်အလုပ်တစ်ခုကိုဘယ်လိုတူးနဲ့လုပ်ရမလဲဆိုတာသိထားမယ်ဆိုရင်အလုပ်ကပုံမြန်ဆန်ပြီးတော့ရလဒ်လည်းပိုကောင်းမွန်လာမှာမှန်ပါပဲဒီဗီဒီယိုလေးကကိုယ့်အတွက်အကျိုးတစ်ခုခုရှိသွားတယ်ဆိုရင် channel လေးကို subscribe လုပ်ပြီးတော့ notification bell လေးကို on ပေးခဲ့ပါရှားသိချင်တာရှိသေးရင်လည်း comment မှာမှန်းခဲ့လို့ရပါတယ်